မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်ကြီးတင်းနဲ့2နာရီခွဲမှာဂျီရိုနာနဲ့ဘာစီလိုနာတို့ရှင်းပြငစားကြမှာပါဘာစီလိုနာရဲ့အဝေးကွင်းနောက်ဆုံး9ပွဲမှာ3ပွဲနိုင်2ပွဲရှုံးနာပြီးဂျီရိုနာရဲ့အိမ်ကွင်းနောက်ဆုံး9ပွဲမှာ2ပွဲနိုင်2ပွဲတည်နဲ့တဝဲရှုံးနာပါတယ်ဒီနေ့တင်းရဲ့ထိတဲ့တွေ့ဆုံမှုနောက်ဆုံး9ပွဲမှာဂိုးတွေများခဲ့ပြီး9ဂိုးအထက်တွေရှိထားပါတယ်ဒီပွဲရဲ့ဘော်ဒီကြီးကအပြောင်းလဲမရှိပေမဲ့ကိုပေါင်းစီဟာ360ကနေလေးလုံးမအောင်80လောက်ထိမြင့်တက်လာပါတယ်။ဘာစီလိုနာရဲ့ခံစစ်ကလည်းဂိုးတွေပေးနေရပြီးဂျီရိုနာရဲ့လာလီဂါနောက်ဆုံး9ပွဲဆက်လည်းဂိုးတွေတောက်လျှောက်အောက်ထားပါတယ်။အင်္ဂလိပ်စစ်တဲ့ပွဲမှာလည်း10ဂိုးပဲသွင်းနိုင်ခဲ့ပါတယ်။ဂျီရိုနာဟာကျူစမ်းပိုင်းကြာဆင်းနေပြီးဘာစီလိုနာဟာအက်တလက်တီကိုပြည့်ရှုံးနိုင်ခဲ့မှုပေါ်ရုံလွှဲနိုင်ဖို့လိုပါတယ်။ဒီနေ့ပွဲမှာလည်းဘာစီလိုနာမှာဘာဖြစ်ညာပြန်ပါလာဖို့ရှိဖို့ဘာစီလိုနာတက်စစ်ပိုင်းကအရင်ပွဲတွေထဲပိုကောင်းလာဖို့ရှိပါတယ်။ကိုပေါင်းစီတဲ့တက်လာသလိုဘော်ဒီ1 note 100ပေးတတ်ပေမဲ့ဘာစီလိုနာဘော်ဒီပဲကြိုက်ပါတယ်။